ထိုင်းနိုင်ငံနဲ့အိန္ဒိယမြန်မာနိုင်ငံအချို့ဒေသတွေကိုပါတက်ရောက်နိုင်တဲ့အရေးကြီးရာသီဥတုသတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ဖိလစ်ပိုင်မြောက်ပိုင်းကနေစတင်ခဲ့တဲ့စူပါမုန်တိုင်းဟာတဖြည်းဖြည်းထိုင်းနိုင်ငံစီဦးတည်လာနေပါပြီ။လက်ရှိအချိန်မှာဒီစူပါမုန်တိုင်းဟာဖိလစ်ပိုင်မြောက်ပိုင်းကိုဖြတ်ကျော်နေပြီးလေတိုက်နှုန်းကတနာရီကိုကီလိုမီတာ200ကျော်အထိရှိနေပါတယ်။ဒါကြောင့်ဒီမုန်တိုင်းဟာထိုင်းနိုင်ငံအထိရောက်ရှိလာနိုင်ပြီးအောက်တိုဘာ25ရက်နေ့ကစပြီးတက်ရောက်မှုတွေရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မုန်တိုင်းဟာအားအနှဲငယ်ရောကျသွားကတိုင်ဖုန်းမုန်တိုင်းအဆင့်4အဖြစ်ရောက်ရှိလာမယ်လို့ခန့်မှန်းရပါတယ်။အောက်တိုဘာ25ရက်နေ့မှာဗီယက်နမ်မြောက်ပိုင်းအနီးကိုဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဗီယက်နမ်ကိုမုန်တိုင်းဝင်ရောက်ပြီးနောက်မုတ်တုံတွေကိုပုံမအားကောင်းစေပြီးအောက်တိုဘာ25ရက်နေ့မှစ၍ထိုင်းနိုင်ငံနဲ့မြန်မာနယ်စပ်ဒေသတွေမှာလည်းမိုးသီးထန်စွာရွာသွန်းနိုင်ပါတယ်။အောက်တိုဘာ26ရက်နေ့မှာတော့တရုတ်ပြည်ကနေလေအေးတိုက်ခတ်လာပြီးမုန်တိုင်းကိုလာအိုနိုင်ငံအနီးမှာပြိုကွဲစေနိုင်မယ်လို့ခန့်မှန်းထားပါတယ်။မုန်တိုင်းရဲ့အစိတ်ပိုင်းတွေဟာကျေပြန့်တဲ့ဒေသတွေကိုရောက်ရှိသွားနိုင်ပါတယ်။ဒါကြောင့်မြန်မာထိုင်းနယ်စပ်မဲဆိုင်ဒေသတွေမှာလည်းမိုးကြီးနိုင်ပါတယ်။